အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Rita တို့ရဲ့ We Time episode 4ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီနေ့ episode 4မှာတော့ Rita က relationship တွေနဲ့ပတ်သက်ပြီးတော့မှ We Time လေးတစ်ခုယူကြမယ်လို့စိတ်ကူးထားတယ်ပေါ့နော်relationship ဆိုတဲ့စီမှာဒီလို romantic relationship တွေလည်းဖြစ်နိုင်တယ်အကယ်၍အခုချိန်မှာ single လေးတွေဆိုလို့ရှိရင်လည်းဒီ reading ကိုလာနားထောင်မိတဲ့အချိန်မှာကိုယ်စိတ်ထဲမှာပေါ့နော်အကယ်၍သာကိုဘွားထဲကတခြားလူတယောက်ယောက်ဒီလူကမိဘဖြစ်ခြင်းဖြစ်မဲ့မောင်နှမဖြစ်ခြင်းဖြစ်မဲ့တငယ်ချင်းလို့ဖို့ကံဖက်အထက်လူကြီးစသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုနဲ့နောက်လူတယောက်ပေါ့ romantic ဖြစ်စရာမလို any type of relationship ပေါ့နော်ကိုနဲ့နောက်လူတယောက်နဲ့ခြားတဲ့ကဆက်ဆံရေးမှာတခုခု awareness လေးရှားဖို့လိုနေတာဗာများရှိမလဲဆိုပြီးတော့အဲ့လိုဝင်နာထောင်လဲရတယ်romantic relationship ရှိနေသူတွေဆိုလို့ရှိရင်လည်းအဲ့တစ်ဖက်လူနဲ့ကိုနဲ့ကြားရဆက်ဆက်ရေးပါအခုဒီ reading ကိုလာနားထောင်မဲ့အချိန်မှာဒီ reading ကနေကိုတက်အသုံးတဲ့အားဖိုင်ရမလဲเนาะဒီလိုစိတ်မျိုးနဲ့နားထောင်ကြည့်ကြမယ်ပေါ့ဆိုတော့ we time reading တွေကို reader ဖတ်ပေးလာတာအရှိရှိ episode တွေနားထောင်ပြတဲ့သူတွေဆိုလို့ရှိရင်တော့ဒီပုံစံကိုပို့ပြီးတော့ရင်းနှီးနေပြီလို့မျှော်လင့်တယ်ဒီ we time reading တွေဟာအနာဂတ်ကိုလှမ်းမှန်းတာမဟုတ်ဘူးပြင်ပအကြောင်းအရာတွေကိုအာယုံစိုက်တာမဟုတ်ဘူးအခုဒီ reading လုပ်နေတဲ့အချိန်မှာကိုပြန်ပြီးတော့အာယုံစိုက်တဲ့ reading တွေပေါ့နော်ဆိုတော့ okay ရရတွေ reading ကိုသွားလိုက်ကြမယ်ပေါ့နော်အင်းဆုံးရာဒီ oracle လေးနဲ့ပေါ့နော်တကယ်ရင်ထုတ်ကြည့်လိုက်ဒီလည်းထွက်ကုန်ပြီအဲ့ဒီထားလိုက်တော့မယ်နော်ပြီးတော့မှအားလုံးခြုံပြီးတော့ပြန်ပြီးတော့ reflect လုပ်ကြည့်ရောဆိုတော့ဒီသဘောတရားလေးပေါ့နော် rap ပုံမှန်ဆိုလို့ရှိရင်တော့တဲ့ reverse တွေကိုတိတ်ဖက်လေးမရှိဘူးเนาะဒါမှမဟုတ်ဒီ king of cups ကိုရီတာဘာလို့ reverse အတိုင်းချလိုက်တာလဲဆိုတော့ပထမဦးဆုံးရလာတဲ့ oracle ရဲ့ဒီ message လေးကြောက်ပေါ့နော်ပထမဦးဆုံး rap ပြောပြချင်တဲ့ message လေးတကွာပါလဲဆိုတော့ဒီ reading ကိုလာနာထောင်မိတဲ့သူတွေဟာကိုနဲ့တစ်ဖက်လူနဲ့ကြားတဲ့ကဆက်ဆံရေးမှာကိုကတခုခုတော့အရန်ကိုမှာပဲ control လုပ်ချင်နေတယ်ပေါ့နော်အဲ့ဒါလေအမတန်ဘယ်လိုပြောရမလဲဒီလိုဖြစ်ပြမျိုးอ่ะမရှားဘူးပေါ့เนาะအမတန်မှဖြစ်လက်ဖြစ်ထားရှိတဲ့ဆက်ဆံရေးတွေမှာဖြစ်လက်ဖြစ်ထားရှိတဲ့သဘောတရားတစ်ခုပဲအထူးသဖြင့်ဒီလို romantic relationship တွေမှာဒါဟာလေကြားလို့ရှိရင်လည်းမိဘနဲ့တာသမီကြားတဲ့က relationship တွေမှာ
ဒီခါလေးကြားလို့ရှိရင်လည်းဒီလိုအပေါ်အောက်ဆက်ဆက်အပေါ်စွာကွာဒီလိုလဲအထက်လူကြီးနဲ့လက်အောက်ငယ်သားเนาะအဲ့လို hierarchy တစ်ခုရှိနေတယ်ဆက်ဆံရေးဆရာနဲ့တပည့်เนาะအဲ့လိုအခါမျိုးတွေမှာပို့ပြီးတော့အားတာနေတဲ့သူကနေပယ်တစ်ခုခုမှာပို့ပြီးတော့အားတာနေသူကကိုလောက်အားမတာနေတဲ့သူကိုတွားပြီးတော့ control လုပ်ချင်တယ်ဆိုတဲ့သဘောတရားလေးတစ်ခုဟာရှိတတ်တယ်ပေါ့เนาะခါလေးမှလည်းတွားဘယ်လိုလဲဆိုတော့ကိုကတစ်ဖက်လူရဲ့ခံစားချက်တွေကိုတွားပြီးတော့ manipulate လုပ်တာเนาะတစ်ဖက်လူကဘယ်လိုခြေနေလေးတွေမှာတွားဘယ်လိုခံစားသွားရတတ်တယ်သူဘယ်လိုခံစားရရင်တော့ကြိုက်တယ်စသဖြင့်အဲ့လိုမျိုးကသိနေတဲ့အတွက်ကြောင့်မလို့အဲ့လိုကိုသိနေတဲ့ကိုယ့်ရဲ့အရေးချင်းကိုကွာတလွဲသုံးပြီးတော့နောက်တစ်ယောက်ကိုသွားပြီးတော့เนาะချဲ့လှယ်ဖို့လုပ်နေမိတယ်လုပ်နေမိသလားဒါကိုတစ်ချက်ပြန် check လုပ်ကြည့်ကြည့်เนาะလုံနေမိတယ်ဆိုလို့ရှိရင်အဲ့သဘောတရားကိုကတတ်နိုင်သမျှအဆုံးသတ်ဖို့လိုတယ်เนาะပြီးတော့အဲ့လိုလေးမြင်မိတယ်ပေါ့เนาะဒီအပေါ်တန်းကိုလေဒီလားဒါပေမဲ့လူတွေကလေဒါဘယ်လိုမျိုးဖြစ်လေရှိကြလဲဆိုတော့ကိုဘွားအထဲမှာရီယာဒီနေ့ပဲစောင်းလေးတစ်ခုဖတ်နေရင်ဟိုပါပဲလေ Louis ရဲ့စာအုပ်ပဲပေါ့เนาะthe power is within you ဆိုတဲ့ example မှာလေလူတွေကကိုဘွားတဲ့အခြေအနေတွေပြောင်းလဲချင်ကြတယ်ဒါပေမဲ့အဲ့လိုပြောင်းလဲဖို့အတွက်ကိုယ်တိုင်ကတော့မပြောင်းလဲချင်တခြားသူတွေကပြောင်းလဲပေးရမယ်ကိုဘွားတဲ့အခြေအနေတွေပြောင်းလဲဖို့အတွက်တခြားသူတွေကပြောင်းလဲပေးရမယ်ဒီဆက်ဆံရေးတစ်ခုမှဆိုလို့ရှိရင်ကိုလိုချင်တဲ့အခြေအနေတစ်ခုရဖို့အတွက်တစ်ဖက်လူကပဲလိုက်ပြီးတော့ညှိရမယ်ကိုမှာတော့ဘာမှတာဝန်မရှိတကယ်တော့ကိုကတော့ဘာမှမပြုတ်ပြင်ချင်ဘူးကိုကတော့ဘာမှတာဝန်မယူချင်အဲ့လိုသဘောတရားကလေလူတွေကိုအယိုးသားဆုံးပြန်ကြည့်လို့ရှိရင်အနည်းနဲ့အများတော့ရှိတယ်เนาะငါဒီလိုဖြစ်နေတာပဲလို့ awareness ရှိတဲ့သူနဲ့မရှိတဲ့သူကွာတယ် awareness ရှိပြီးတဲ့နောက်မှာကိုပြောင်းလဲဖို့အတွက်စူးစမ်းတဲ့သူနဲ့မစူးစမ်းတဲ့သူအဲ့လိုထက်ကွာသွားတာပဲရှိတယ်အများစုသောဆက်ဆံရေးတွေမှာတယောက်မဟုတ်တယောက်ကဖြစ်စီနှစ်ဖက်စလုံးကဖြစ်စီတယောက်เนาะတနည်းနည်းနဲ့တွားပြီးတော့ control လုပ်ဖို့စူးစမ်းမိတတ်ကြတယ်အဲ့လိုလုပ်နေပြီဆိုလို့ရှိရင်အဲ့လိုသဘောတရားဟာများလေအဲ့ဆက်ဆံရေးဟာ healthy မဖြစ်လေပဲเนาะဆိုတော့ဒါလေးကိုတစ်ချက်လေးဒီတလိုင်းကိုတစ်ချက်ပြန်စဉ်းစားကြည့်ကြည့်เนาะပြီးသွားလို့ရှိရင်ဒီနှစ်ချက်ကိုဒီနှစ်ကတ်ကိုเนาะအဲ့လိုပြန်စဉ်းစားလိုက်လို့ရှိရင်ကိုပြန်ပြီးတော့ reflect လုပ်ရတာကသူကတတိရှိဖို့လိုတယ်ပေါ့เนาะရီယာအမတန်ငယ်တဲ့အချိန်တော့ဖတ်ခဲ့ရတဲ့စာအုပ်တစ်ခုရှိတယ်ဆရာတော်ဦးစောတိကရဲ့စာအုပ်ထဲမှာလေလူတွေကတဲ့ကိုယ့်အကြောင်းကိုအမှန်တိုင်းပြန်သိရတာမသက်တာဘူးတဲ့ဘာလို့လဲဆိုတော့အဲ့လိုကိုကထင်တယ်လို့လည်းမကောင်းတာတို့သိရပလားကိုအယိုးသားဆုံးပြန်ကြည့်လို့ရှိရင်ကိုစိတ်ထဲမှာဖြစ်နေတဲ့เนาะအဲ့လို negative ဖြစ်တဲ့သဘောတရားတွေကိုပြန်မြင်နေရတာ哦เนาะဆိုတော့အကယ်၍ဒါဒီလို reflect လုပ်ကြည့်လိုက်ပြီးသွားလို့ရှိရင်ပြန်ပြီး awareness တစ်ခုရသွားတယ်။ကိုလည်းပြန်မလိမ်နေဘူးဆိုလို့ရှိရင်သိသွားတယ်ဆိုလို့ရှိရင်တော့မှ be gentle with your mistakes they don't define you တဲ့ကိုလုပ်ခဲ့တဲ့အမှားတွေလုပ်နေမိခဲ့တဲ့အမှားတွေနဲ့ပတ်သက်ပြီးတော့ကိုလည်းအရင်အပြစ်မတင်နဲ့ဒါ mistakes ပဲဒါကိုဆိုရဲအဲ့လိုကိုလာပြီးတော့ကိုဒီလိုသဘောတရားမျိုးလုပ်နေမိတယ်ဒါကိုသိပြီးတော့ပြင်လိုက်နိုင်တယ်ဆိုရဲအဲ့ဒီဘက်အချက်ကိုပို့ပြီးတော့မြင်တတ်ဖို့လိုတယ်เนาะဒီမှာလည်းဒီသဘောတရားပဲ count your blessing not your problems ပေါ့တိပြီးသွားပြီဆိုလို့ရှိရင်ဒီဆက်ဆံရေးကိုဆက်ပြီးတော့သွားချင်သေးတယ်ပေါ့เนาะဒီတစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲကဆက်ဆံရေးကို healthy ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီနှစ်ယောက်ကြားထဲမှာရှိနေတဲ့အခြေအနေတွေမှာအဆင်မပြေတာတွေပြဿနာတွေကိုတွားပြီးတော့အရင် focus မလုပ်ဘဲနဲ့အဆင်ပြေနေတာတွေကိုပို့ပြီးတော့ focus လုပ်ပြီးတင်တယ်ပေါ့เนาะဒီ message အရာဆိုလို့ရှိရင် polish ပေါ့เนาะ forge stronger bonds through mutual polishing ရချင်တာတော့ဒီဆက်ဆံရေးဟာเนาะအဲ့လိုဘယ်လိုပြောရမလဲတယောက်ကိုတယောက်ပို့ပြီးတော့တောက်ပလာအောင်လို့ငကိုရှိပြီးသားအရေးအချင်းတွေပို့ပြီးတော့မှထင်သာမြင်သာရှိလာအောင်လို့လုပ်ရင်းနဲ့ပိုခိုင်မြဲလာတဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့အလားအလာရှိပြီးသားเนาะဒါမဲ့လို့ကိုကအဲ့မှာကိုသွားပြီးတော့ကိုဘက်ကလွဲနေတဲ့နေရာကိုကသူ့ကိုသွားပြီးတော့ control လုပ်ချင်နေမိတာကိုဘက်ကသူ့ကိုသွားပြီးတော့ manipulate လုပ်ချင်နေမိတာပေါ့เนาะအဲ့သဘောတရားဒါလေးကိုတစ်ချက်ပြန် check လုပ်ကြည့်ကြည့်เนาะဥပမာ romantic relationship မှာမဟုတ်ဘူးကွာပြောမယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်ထဲကအထက်လူကြီးနဲ့လက်အောက်ငယ်သားပဲထားနော်လုပ်ငန်းခွင်ထဲမှာအထက်လူကြီးနဲ့လက်အောက်ငယ်သားဆိုတာအထက်လူကြီးက
ရာထူးပိုကြီးတယ်အာဏာတစ်ခုပိုရှိတယ်လုပ်ပိုင်ခွင့်တစ်ခုပိုရှိတယ်အတွေ့အကြုံသူ့မှာပိုရှိတယ်နော်ကံကောင်းရဲ့သူ့မှာအသိဉာဏ်တွေအရေးချင်းတွေလည်းပိုရှိလိမ့်မယ်ပေါ့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အဲ့လုပ်ငန်းခွင်တွေကလက်အောက်ငယ်တာဆိုတော့ तू ကငယ်တယ်အတွေ့အကြုံကတော့အထက်လူကြီးလောက်မရှိဘူးဒါမှမဟုတ် तू ပို့ပြီးတော့စိတ်ခွန်အားတွေငယ်ရွယ်တဲ့အတွက်ကြောင့်မလို့တော့ပို့ပြီးတော့ तू အားအင်ကိုသုံးနိုင်တယ်တင်ယူလေးလာနေတဲ့အရွယ်စသဖြင့်ဒီနှစ်ယောက်မှာ energy ကမတူနော်အဲ့တော့ဒီအထက်လူကြီးဟာလက်အောက်ငယ်သားကိုတကယ်ပုံမှန်အတိုင်းပေါ့နော်နီးမှန်လမ်းမှန်နဲ့လမ်းပြပေးနိုင်တယ်သင်ပေးနိုင်တယ်ထိန်းဆောင်ပေးနိုင်တယ်ဆိုလို့ရှိရင်သူကိုယ်တိုင်ကလည်းသူ့ရဲ့ leadership skill မှာပို့ပြီးတော့qualify ဖြစ်လာတယ်เนาะတစ်ဖက်ကဒီလူငယ်လေးဟာလည်းသူ့မှာရှိတဲ့ potential ပေါ့เนาะဒီလက်အောက်ငယ်သားဆိုတာလူတိုင်းမှာ potential တစ်ခုရှိတယ်ဒီ potential ဟာကောင်းတဲ့ environment တစ်ခုဘယ်လိုလဲမှန်ကန်တဲ့ environment တစ်ခုတည်းရောက်သွားလို့ရှိရင်သူကအလားအကောင့်ထဲဖြစ်လာတယ်ဆိုတော့သင်အပေါ်ကအထက်လူကြီးလမ်းပြမဲ့လူဟာတကယ်နီးမှန်လမ်းမှန်နဲ့လမ်းပြနိုင်လို့ရှိရင်ဒီအောက်ကလူငယ်ကပို့ပြီးတော့မှအလားလာတွေသူ့ရဲ့ငကိုအလားလာတွေကပို့ပြီးတော့ဖြစ်မြောက်လာတဲ့ဆိုတဲ့သဘောတရားနှစ်ယောက်စလုံးမှာအကျိုးရှိတယ်နော်အဲ့လိုသဘောလေးပေါ့နော်ဆိုတော့ okay ဒီ reading ကိုလာနာထောင်မိရဲ့အချိန်မှာကိုကဆက်စချင်းမှာကိုနဲ့တစ်ဖက်လူနဲ့လို့ကိုကromantic relationship တွေမှာကိုနဲ့တစ်ဖက်လူနဲ့လို့ကိုရည်ရပြီးတော့နားထောင်ခဲ့တာလားဒါမှမဟုတ်လို့ရှင်ဘယ်သူနဲ့ကိုရည်ရပြီးတော့နားထောင်ခဲ့တာလဲเนาะအဲ့ဒီကိုရဲ့စိတ်ထဲကလူပေါ့เนาะဒီလူနဲ့ကိုနဲ့ကြားတဲ့ဆက်ဆက်ရေးမှာရပြောထားရเนาะဒါကိုအာယုံစိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီသဘောတရားကိုလုံနေတဲ့သူဟာကိုပဲเนาะနောက်ဟိုဘက်လူကကိုလာလုံနေရမဟုတ်ကိုကဟိုဘက်လူကိုသွားလုံနေမိတာเนาะအဲ့ဒီသဘောတရားကိုလုံနေမိတယ်ဆိုတာကိုရောကိုတစ်ချက်ပြန်စဉ်းစားလုံနေမိသလားเนาะလုံနေမိတယ်ဆိုလို့ရှိရင်အဲ့လုံနေတဲ့ဟာကိုရက်လိုက်ဖို့လိုတယ်အဆုံးသတ်လိုက်ဖို့လိုတယ်เนาะအဲ့အဆုံးသတ်လိုက်မယ်ကိုတနည်းအားဖြင့်တော့ဒီသဘောတရားကိုမလုံတော့ပြောင်းလဲတော့မယ်ပေါ့เนาะကိုပြန် reflect လုပ်ကြည့်လိုက်လို့အော်အေးဟုတ်တာပဲငါဒီလိုလုံနေမိတာပဲဆိုပြီးသိသွားတဲ့အချိန်မှာလေကိုလုံခဲ့တဲ့ဟာတွေကိုအတင်း blame မလုပ်နဲ့အပြစ်မတင်နဲ့เนาะပြီးတော့ဒီတစ်ဖက်လူနဲ့ကိုနဲ့ကြားရဆက်ဆက်ရေးမှာအစင်မပြေတာတွေအလိုမကျတာတွေပြဿနာတွေကိုပဲတွားပြီးတော့မရည်တွက်နေနဲ့ဆိုတာတွားပြီးတော့เนาะအာယုံဆိုင်ပဲနေတယ်အစင်ပြေနေတဲ့ဘက်ကိုတွားပြီးတော့အာယုံဆိုင်ကြည့်ပြီးတော့အပြန်အလှန်ပေါ့เนาะတယောက်ကိုတယောက်ပို့ပြီးတော့တောက်ပအောင်လုပ်နေရင်းနဲ့နှစ်ယောက်ကြားထဲကဆက်ဆံရေးကပို့ပြီးတော့ခံမြဲလာမယ်ဆိုတဲ့ဟာလေးကိုသိဖို့လိုတယ်ပေါ့เนาะဆိုတော့ main point ကဒီ reading ဟာကိုယ့်အတွက်ဟုတ်လားမဟုတ်လားဒီ reading ဟာကိုယ့်အတွက်တခုခု message ပါသလားမပါဘူးလားလို့ကိုပြန် check လုပ်ရမယ်နေရာတစ်ဖက်လူနဲ့ကိုနဲ့ကြားရဆက်ဆံရေးမှာကိုဟာအတင်းသွားပြီးတော့သူ့ကိုထိန်းချုပ်ဖို့လုပ်နေမိသလားเนาะအဲ့လိုထိန်းချုပ်ဖို့လုပ်တဲ့စီမှာဓာတ်ရိုက်ကြီးဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့လို့ထိန်းချုပ်တာတွေလည်းဖြစ်နိုင်တယ်လို့တခါတလေမှာကိုပို့ပြီးတော့ trick ဖြစ်တာပေါ့เนาะအဲ့လိုသူ့ကို emotionally မှာသွားပြီးတော့ manipulate လုပ်နေတာလားဒါကိုပဲအယူသားဆုံးပြန်ကြည့်ပေါ့နော်ကိုဘာလုပ်နေလဲဆိုတော့ကိုပဲသိတယ်ဒါပေမဲ့ကိုပဲသိတယ်ဆိုတဲ့စီမှာတကယ်ကိုတတိရှိရှိနဲ့ယူတတာပြန်ကြည့်ရဲဖို့လဲလိုမယ်ပေါ့နော်မလုံနေဘူးသိချတယ်ဆိုလို့ရှိရင်တော့လေ baby ဒီဟာရကိုတက်မဟုတ်ချင်မဟုတ်တော့ဘူးပေါ့ဒီ reading ဟာနော်ဒါ collective ဖြစ်တဲ့အတွက်ကြောင့်မို့လို့ okay ဆိုတော့တခုပေါ့နော်ဒီ reading ကနေပြီးအကျိုးရှိတာအသုံးတည့်တာရခဲ့တယ်ဆိုလို့ရှိရင်ဒါ comment မှာရေးပေးခဲ့လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ we time ကတော့ဒီလောက်ပဲပေါ့နော်